မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာမမဝင်းမြင့်ရဲ့ရေပြာအိမ်မဇာတ်လမ်းများစာအုပ်ထဲကရေပြာအိမ်မငယ်ကျွမ်းဆွေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူစောအောင်ဖြစ်ပါတယ်ဗျာရေပြာအိမ်ရွာပေးမော်တော်ကားလမ်းသည်ရေရခင်ရေပြာအိမ်ရွာစီကားကောင်းစားစဉ်အချိန်ကဥဒဟူသွားလာနေကြသောမော်တော်ကားများခီးသည်များစားကောင်းတောက်ဖွယ်ရာဈေးဆိုင်များဖြင့်စူညံစူပြေစွာပျော်စရာကောင်းပေလိမ့်မည်ယခုမူမော်တော်ကားလမ်းသည်ကောသွားခဲ့ပြီ။ဤလမ်းနှင့်ဤရွာကောင်းစားစဉ်အခါကကြီးပွားချမ်းသာခဲ့သူတွေတယောက်နှင့်တယောက်ရိုင်းပင်ခဲ့ကြသူတွေမလွန်မုန်းထားမျက်မှန်ပွားခဲ့သူတွေသည်တရတကြီးသို့ရောက်သူတွေရောက်သွားခဲ့ကြပြီ။တည်သူတွေကလည်းတည်ခဲ့ကြပြီ။ကြံရစ်သူအနှဲငယ်များကလည်းအိုမင်းမဆွမ်းဖြစ်သူကဖြစ်ဆင်းရဲသူဆင်းရဲဖြစ်မော်တော်ကားလမ်းတိမ်ကောသွားသလိုလူတွေလည်းပျောက်ကွယ်ကုန်ကြလေပြီဟုလဲချောင်းလဲရများလဲချောင်းလဲရများသာကြံတော့သောမော်တော်ကားလမ်းမှာတပည့်တောင်သားလေးများနှင့်လမ်းလျှောက်လာရင်မခင်ရွှေကတရားကျစွာတွေးလာမိသည်မော်တော်ကားလမ်းပေါ်မှာရွာရှိရာဘက်သို့မျှော်ကြည့်လိုက်မည်ဆိုလျှင်မော်တော်ကားလမ်းနှင့်ရွာကိုဆက်ထားသောလမ်းသည်အရိပ်ကောင်းလာသောတပ်ပင်ကြီးများနှင့်မျက်စိပဓာသာအေးမြကြီးညူစရာတွေ့ရမည်ရွာလမ်းဤညွညွဆိုင်ဆိုင်တနေရာမှလမ်းတစ်ခုသည်တနေရာသို့ခွဲထွက်သွားသည်ကိုမခင်ရွှေမြင်ရသည်ခွဲထွက်သွားသောလမ်းကရွာသူရွာသားတို့ထာဝရအနားယူလဲလောင်းအိတ်ဆက်ရာတုတ်တံမြေသို့ရှေးရှုသွားသောလမ်းကြောင်းဖြစ်ကြောင်းတွေ့ရသည်မော်တော်ကားလမ်းကခက်မြင့်မြင့်မြေကျော်ဖြစ်ပြီးတုတ်တံမြေကနေသောကြောင့်မခင်ရွှေသည်မော်တော်ကားလမ်းပေါ်မှစီးကြည့်သလိုတုတ်တံမြေကိုကောင်းစွာတွေ့နေရသည်စိတ်ထဲမှာဘယ်စီဘဲဝဲရီရောတန်းတာလွမ်းရမည်မသိပဲမခင်ရွှေသည်လွမ်းတယ်လို့ဆွေးတယ်လို့စိတ်ဖြစ်တုတ်တံမြေကိုမျှော်ကြည့်နေရမှာမခင်ရွှေ၏မျက်လုံးသည်တုတ်တံအစွန်ပတ်ခက်မြင့်မြင့်မြေကမှုဆောင်လေးပေါ်မှာကြည့်ရှိသောမြေပုံတစ်ခုကိုတတိပြုမြင်လိုက်မိသည်အခြားသောမြေပုံများသည်ဘာမှထူးခြားချက်မရှိဘဲကူကလည်းကူအလျှောက်မြေပုံကလည်းမြေပုံအလျှောက်ရိုးရိုးပင်ရှိနေသည်မခင်ရွှေတတိပြုလိုက်မိသောမြေပုံကခြေရင်းကောင်းရင်းနှင့်ဘေးနှစ်ဖက်တွင်ကန်းကော်ပင်လေးပင်ကိုစနစ်တကျစိုက်ပျိုးထားသည်စိုက်ပျိုးစဉ်အချိန်ကမြေရင်းထဲမှလဲလျောင်းနေသောရုပ်ကလက်ဤခြေရင်းကောင်းရင်းနှင့်ဘေးနှစ်ဖက်မှအတိအကျကိုက်ပြီးစိုက်ပျိုးထားဟန်တူသည်ညပရိစေတာကြာမြင့်လာပြီဖြစ်သောယခုတွေ့နေရသည့်အချိန်ကတက်ပင်ကြီးမျိုးဖြစ်သောကန်းကော်ပင်ကြီးလေးပင်ဤပင်စီများသည်ကြီးမားသည့်အလျှောက်တပင်နှင့်တပင်နီးကပ်ကရုပ်ကလက်ရှိနေရအလယ်မှမြေသားပင်တိတာမြုံရတာကြန့်ရှိတော်သည်မြေပုံအလဲပေါ်ဟိုမှာမပြတ်မစည်းကြန့်ရှိနေသေးသောမှတ်တိုင်ချောက်သားလင်ဤကန်းကော်ပင်ကြီးလေးပင်အလယ်မှာရှိနေသောအရာသည်ရုပ်ကလက်မြုပ်နှံထားရာမြေပုံဖြစ်ကြောင်းသိနေရခြင်းဖြစ်သည်ဤမှတ်တိုင်သာမရှိတော့လင်ဤနေရာသည်ရုပ်ကလက်မြုပ်နှံထားရာဟုပင်ထင်စရာမရှိချေဆရာမဘာကိုကြည့်နေရလဲအသက်10နှစ်များရှိနေပြီဖြစ်သောလေးတန်းကျောင်းသူတပည့်မလေးကတုတ်တံမြေကိုစိတ်ဝင်စားစွာငေးဆိုင်ကြည့်နေသောမခင်ရွှေကိုမေးလိုက်သည်။အော်ဟိုကန်းကော်ပင်ကြီးလေးပင်ကိုကြည့်နေတာကလေးရဲ့မခင်ရွှေကကန်းကော်ပင်ကြီးတွေရှိရာကိုလက်ညှိုးညွန့်ညွန့်ပြပြီးပြောလိုက်သည်။အော်အဲ့ဒီကန်းကော်ပင်ကြီးတွေလားပွင့်တဲ့ချိန်ကျရင်တိတ်လှတာပဲတအားပွင့်နားဆရာမရဲ့ဒါပေမဲ့ဘယ်သူမှသွားမခုရဘူးဟိုတင်းလေသားမီးနှစ်ယောက်ပူမြုပ်ထားတာတဲ့တနာစရာကောင်းလို့ဒီကန်းကော်ပင်ကြီးကပန်းကိုဘာမှမလုပ်ရဘူးလို့အမေတို့ကပြောထားတယ်ရွာထဲကဘသူမှဒီပင်ကြီးတွေပန်းခုလည်းမခုကြဘူးရောင်းလည်းမရောင်းကြဘူးတပည့်မလေးစကားကစိတ်ဝင်စရာကောင်းသောကြောင့်မခင်ရွှေသည်ကန်းကော်ပင်ရင်မှလဲလောင်းနေသောရုပ်ကလက်ရှင်သားမီးနှစ်ယောက်အကြောင်းကိုများစွာစိတ်ဝင်စားလာမိသည်ဘလို့ဖြစ်လို့သားမီးနှစ်ယောက်ကိုပူးမြုပ်ထားတာလဲကလေးရဲ့သားမီးနှစ်ယောက်ကဘယ်ရွယ်ရှိနေလို့လဲမသိဘူးဆရာမကျမတို့အမေပြောတာကြားဘူးတာပဲအသက်10နှစ်မြတပည့်မလေးကတဘာဝကြကြအဖြေကိုပေးလိုက်သည်ဤကလေးရွယ်ကိုမေးလင်ဤအဖြေမျိုးသာကြားရမည်ကိုမခင်ရွှေကြိုတင်တွေးမိပါသည်ဒီလိုစိတ်ပြင်းပြသောကြောက်သားလင်မေးလိုက်မိခြင်းဖြစ်သည်ရှိစေတော့အိမ်ရောက်မှအဖွားကြီးသားမိကိုမေးမိအဖွားကြီးသားမိကသူတို့ကိုယ်တိုင်မသိသေးကမူတိသူကိုညွှန်ကြားနိုင်မည်ကိုမခင်ရွှေတစ်ထစ်ကြယုံကြည်လိုက်သည်ထို့ကြောင့်တပည့်များနှင့်လမ်းလျှောက်ရာမှခြေလန်းတွတ်ဖြစ်ပြန်လာခဲ့သည်အိမ်ရောက်သောအခါနာနာနေအေးအေးဆေးဆေးနေပြီးမှမခင်ရွှေကတုတ်တံမြေမှတွေ့လာခဲ့သောကန်းကော်ပင်လေးပင်အုပ်ဆိုင်နေသည့်အရိပ်အောက်မှမြေရင်းထဲမှမထနိုင်သောလဲလျောင်းကြီးဖြင့်လဲရှောင်းနေသောသားမီးနှစ်ယောက်ဆိုသူအကြောင်းကိုစကားစာပြီးမေးလိုက်သောအခါအဖွားကြီးကပြန်ပြောသည်။အော်ဆီယမလေးကခင်မင်းတို့သားမီးမြေပုံကိုတွေ့လာခဲ့ပြီကို
ခင်မင်းတို့သားမိဖြစ်ပုံကတော့တရွာလုံးတနာလို့မဆုံးပါဘူးမတူသားဖြစ်ပုံတနာစရာကောင်းတာတမျိုးပေါ့ကွယ်ခင်မင်းရဲ့လင်ယောက်ျားဆိုတာဟိုတခါတုန်းကတော့ယူလူနီးပါပဲပူဆွေးတော့ကရောက်ရှာရတယ်လေနောက်တော့လေတရားနဲ့ဖြေးပြီးဘသူ့ကိုမှလက်စားမချေတော့ပါဘူးဒါပေမဲ့သူ့ငယ်ချမ်းဆွေဇနီးတဲ့ကိုမမေ့နိုင်ရှာဘူးကွတနေ့တစ်ခါလာပြီးအလွမ်းဆက်ခင်းရှာတယ်၄-၅နှစ်လောက်အလွမ်းဆက်လာခင်းပြီးနောက်တော့ဝစ်ကြောင်ကိုပဲပြီးတင်ကွမ်းဝတ်သွားရှာတယ်တင်ကွမ်းဝတ်နဲ့နောက်ဆုံးတစ်ခေါက်လာပြီးရွာချောင်းဖုံးတော်ကြီးကိုနှုတ်ဆက်ပြီးဝစ်ပြူသွားတယ်သူတသက်မှာလူလောကထဲပြန်မဝင်တော့ပဲအသက်သက်ဆုံးတင်ကန်းဝဲအယူထုတ်သွားတော့မယ်လို့ရှောက်ထားပြီးထွက်သွားလိုက်တာအခုဆိုရင်နှစ်ပေါင်း30ကျော်40တဲတောင်ရောက်ပြီပေါ့။အော်ခင်မင်းမျက်စိထဲမြင်ရောင်နေသေးတော့အဖွားကြီးစကားရှည်ကြီးပြောပြီးတကယ်ပဲမျက်စိထဲမှာသူပြောနေတော့ခင်မင်းဆိုသူကိုမြင်ရောင်နေသလားမသိစကားဖြတ်ပြီးငေးနေသည်မြေပုံကိုမြင်လာခဲ့ပြီးအချိန်ကစပြီးများစွာသိကျင်နေသောမခင်ရွှေသည်အဖွားကြီးစကားကိုတိလိုစိတ်ပြင်းပြလာသည်ဖွားသိရင်ပြပါလားဖွားရဲ့မခင်ရွှေကတောင်းပန်တော့အခါဖွားကြီးကဟိုတလုံးပြောက်လို့ယူပြီးတည်သွားတဲ့ကိုရန်ရှင်းမိမမေစောရာကိုဆရာမလေးမှတ်မိတယ်မဟုတ်လားမှတ်မိပါတယ်ဖွားအဲ့မေစောရာရဲ့သမီးနဲ့ခင်မင်းနဲ့ကတိတ်ခင်နဲ့ငယ်တငယ်ချင်းတွေလေသူကပိုသိတာပေါ့အော်အဖွားစောရာရဲ့သမီးအပြိုကြီးဆိုလားအမေနဲ့ရွယ်တူလောက်ရှိတာလေဖွားကြီးသမီးနဲ့ရွယ်သူလောက်ရှိတော့ဖွားစောရာသမီးအပြိုကြီးဒေါ်နင်းဖြူကိုဥပုသ်စရမှာတွေ့လာခဲ့ဘူးတော့မခင်ရွှေကမမတ်သားသားဖြစ်ခဲ့သည်အေးပေါ်ခင်မင်းနဲ့နှင်းဖြူကနှစ်ခုတစ်စိတ်လို့ပြောယူရအောင်တယောက်နဲ့တယောက်တိတ်ချစ်ကြခင်ကြတာခင်မင်းယောက်ျားနဲ့နှင်းဖြူနဲ့နှစ်ယောက်တိုင်မင်းပြီးခင်မင်းမြေပုံမှာဂန်းကော်ပင်စိုက်ချတာပေါ့နှင်းဖြူကမေးဒိုတိတာကသူ့လောက်မစုံဘူးသူကခင်မင်းနဲ့ပတ်သက်ရင်အတွင်ရောအပြင်ရောအားလုံးသိတယ်ခင်မင်းဖြစ်ပုံကနှင်းဖြူစိတ်မကောင်းဖြစ်ပြီးလင်းစိတ်သားစိတ်ကုံသွားတာတဲ့အပြိုကြီးလုံနေတာဆရာမလေးရဲ့သူ့ရုပ်ရည်ကိုမြင်ဘူးတယ်မှတ်လားဘလောက်ချော်လဲလာပြီးဆက်ကြဟတ်ကြဘသူနဲ့မှလက်မခံခဲ့ဘူးဖွားကြီးပြောမှမခင်ရွှေကဒေါ်နှင်းဖြူရုပ်ရည်ကိုတတိထားမိစဉ်းစားကြည့်လိုက်သည်ဖွားကြီးပြောတကယ်တော့ပင်ငယ်စဉ်ချိန်ကနာမည်နဲ့လိုက်အောင်နှင်းဖြူလိုဖြူနှုသောအသားရည်နဲ့ကြည်ကောင်းမိရုပ်ပိုင်ရှင်မိမချောတယောက်ဖြစ်ခဲ့မိမှာယုံမားဖွယ်မရှိချေဒေါ်နှင်းဖြူကိုကျမသွားတွေ့မေးမြန်းရင်သူကကြည်တာပါမလားစိတ်မကောင်းစရာကိုအဖော်ပေးရလို့ယူဆပြီးကျမကိုတမျိုးတမီဖြစ်သွားမှစိုးရိမ်နေဖွားနှင်းဖြူကဒီလိုမထင်ထားတတ်ပါဘူးနောက်ပြီးအဖွားကပြောဖူးတဲ့စကားလည်းရှိသေးတယ်ဆရာမလေးကစာရေးဝါသနာပါတယ်လို့ရေးပြအိမ်အကြောင်းကိုတိတိကျကျလေးလာဆောင်စမ်းပြီးစာတအုပ်ဖြစ်အောင်ရေးမှာလို့ကိုရအကြောင်းခုလိုစုဆောင်ရေးသားတယ်ဆိုတော့သူတို့လည်းသဘောကျပါတယ်ဒါကြောင့်သာမေစောရာကသူ့ယောက်ျားကိုရန်ရှင်းအကြောင်းဆရာမလေးကိုစုံစိတ်အောင်ပြောပြခဲ့တာပေါ့ဖွားကြီးကအပေးကြိုက်သောစကားကိုပြောသောအခါမခင်ရွှေသည်အစဉ်ပြေသည့်အချိန်မှာဖွားစောရာသမီးအပြိုကြီးဒေါ်နင်းဖြူစီသွားခဲ့သည်ကံကော်ပင်လေးပင်အောက်မှာလဲလျောင်းနေသောရုပ်ကလရှင်သားမီးနှစ်ယောက်အကြောင်းကိုပြောပြပါရန်တောင်းပန်သည်ဒေါ်နင်းဖြူကဆရာမလေးချောင်းကိုကြားထားပြီးပါပြီရေပြအိုင်ရွာနဲ့ပတ်သက်ရင်သိစိတ်ဝင်စားတယ်ဆိုလို့ဒို့တွေကလည်းပြောကျင်ကြပါရဲ့ကွယ်အင်မတန်ချစ်ခင်ရတဲ့တငယ်ချင်းရဲ့ကြည်ကွဲစရာစက်ချောင်းကိုပြန်ဖော်ရအောင်မှာပေါ့လေအစာချီကလွမ်းတတဖြစ်ဒေါ်နင်းဖြူပြောပြတော့ကန်းကော်ပင်လေးပင်အောက်မှာရုပ်ကလရှင်သားမီးနှစ်ယောက်အကြောင်းကိုမခင်ရွှေကခတ်တုတ်မှတ်တမ်းတင်လိုက်ပြန်သည်ရေပြအိုင်ရွာပေမော်တော်ကားလမ်းတစ်လျှောက်ရေးဆိုင်တွေစီကားခဲ့သည့်အချိန်ကဆိုလျှင်မခင်မင်းတို့မိသားစုသည်သမင်းရင်လက်ဖက်ရည်ဆိုင်ဤခင်းရောင်းချခြင်းဖြင့်စီးပွားဖြစ်လာခဲ့ကြသည်မခင်မင်းတို့သားမိက6ယောက်ရှိခဲ့သည်မခင်မင်းမိဘ2ယောက်မခင်မင်းတို့ညီမ3ယောက်မခင်မင်း၏ခဲအိုအားလုံးပေါင်း6ယောက်ရှိသည်မခင်မင်း၏အမအကြီးဆုံးကတားမဲပူဝဖြစ်သည်မျက်နာကကြည်ပြောရှူပြောသားဖြစ်သည်သူခင်မွန်ကဤရပြအိုင်ရွာစာတိဖြစ်သည်မခင်မင်းအလက်ကတားမဲပိန်ရှိဖြစ်ပြီးအိမ်ထောင်မပြုတ်ပဲပြိုကြီးဖြစ်သည်အငယ်ဆုံးဖြစ်သောမခင်မင်းကသူတို့နှင့်တမိပေါက်တယောက်တည်းပါဟုပြောလျင်ယုံနိုင်စရာမရှိအောင်ပင်ထူးထူးခြားခြားချောမွေ့လှပသောရုပ်ရည်ရရှိသည့်အပြင်အသားမှာတောရွာသူဟုပြော၍ညီမျှပင်မယုံနိုင်အောင်ဖြူစင်ဝင်းပါသည်ဖြစ်သောကြောင့်မိသားစုအလုံးကမခင်မင်းကိုအထူးယူရချစ်ခင်ကဝစ်စင်ရမှ၎င်းစားတောက်ရမှ၎င်းဦးစားပေးအရေးတယူရှိကြသည်မခင်မင်းကလည်းအလိုလိုက်အမိုက်စော်ကားသည့်မိမ့်မပြိုလေးမဟုတ်ပဲလိမ္မာသူလေးဖြစ်သောကြောင့်
မြည်သည့်ကိစ္စမဆိုမိဘနှင့်အမတွေကိုအတိမပေးပဲမလုပ်ချေမခင်မင်းတို့ထမင်းဆိုင်သည်မိသားစုတက်ညီလက်ညီရှိကြသည်ကတကြောင်ထမင်းရဲ့အချက်ပြုတ်ကလည်းကောင်းသည်တကြောင်ပြင်ဆင်ထားသူကလည်းစားကျင့်စပွဲတန်ရှင်းတက်ရက်သည်ကတကြောင်ထို့ကြောင့်ကိုပါအေးတို့ထမင်းဆိုင်နှင့်စင်ပြိုင်ပင်ရောင်းကောင်းလှသည်မခင်မင်းကဝေချင်းသာဝင်ကိုယူထားသည့်ကြောင့်ဆိုင်မှာအမြဲရှိနေရသည်အသက်20ရှိပြီဖြစ်သောမခင်မင်းရုပ်ရည်သည်ငကိုကချောမောလှပရာတွင်အပြိုကလေးပြီးဝတ်စားဆင်ရင်ထားသောအခါငေးကြည့်ရအောင်ပဲလှပတင်တယ်ပေသည်ချောမောလှပသောမခင်မင်းတို့ထမင်းဆိုင်မှာခရီးသည်တွေထမင်းဝယ်စားကြသည့်အနက်မမက်တတဖြစ်နေအောင်ပဲအမြဲတမ်းထမင်းဝယ်စားနေသောလူလင်ပြိုတဦးကုန်မူမခင်မင်းတို့မိသားစုသည်မျက်မှန်းတမ်းမိကနာမည်ကိုပင်သိနေသည့်အခြေအနေသို့ရောက်နေကြသည်ထိုလူလင်ပြို၏နာမည်သည်မောင်ကျင်ပေဖြစ်ကြောင်းပြောပြ၍သိနေကြသည်သူမိဘများပိုင်သည့်မော်တော်ကားကိုတိုင်မောင်းပြီးကိုတင်ရောင်းချနေသူဖြစ်ရာစီးပွားရေးဖြောက်ဖြိုးနေသူဖြစ်ကြောင်းသိကြရသည်မခင်မင်းတို့ထမင်းဆိုင်သည်ရဝေးခရီးသည်များညအိမ်ညနေတဲခိုနိုင်ရန်စီးပွားရေးလက်မြင်စွာဖြင့်တဲခိုကန်အိတ်ခမ်းပါစီစဉ်ထားပြီးငှားစားသည့်ဖြစ်ရာမောင်ကျင်ဖေသည်သူကားနှင့်ကုန်တင်ကုန်ချလာသည့်အခါတိုင်းရေပြအိုင်စကန်စွာတွင်ညအိမ်နားနေရန်ငွေပေးပြီးငှားထားသည့်ဖြစ်သောကြောင့်မောင်ကျင်ဖေနားခိုရန်ရောက်လာသည့်အခါတိုင်းမှာတဲခိုကန်တခန်းသည်အစဉ်တစ်ဖြစ်အစဉ်သစ်ရှိနေသည်တို့ဖြင့်မောင်ကျင်ဖေနှင့်မခင်မင်းတို့မိသားစုသည်ရင်းရင်းနှီးနှီးခင်မင်လာခဲ့ရာမှအမြင်မှားလင်အကျင့်ပွားသည်ဆိုသောစကားအတိုင်းမခင်မင်းနှင့်မောင်ကျင်ပေတို့သည်တဦးနှင့်တဦးဆွဆွဲလန်းလန်းချစ်ခင်ဆောင်မလာကြသည်ထို့ကြောင့်မောင်ကျင်ဖေနှင့်မခင်မင်းတို့မြစ်တာရှိနေကြသည်ကိုမခင်မင်းနှင့်မိဘနှင့်အမနှစ်ယောက်စလုံးကမခင်မင်းဖွင့်မပြောခင်ကပင်သိနေကြပြီဖြစ်သည်မခင်မင်းကိုကန့်ကွက်စကားပြောခြင်းစူပူခြင်းမလုပ်ကြချေသူတို့ကိုယ်တိုင်ကပင်မောင်ကျင်ဖေကိုတဘောကျနေကြပြီဖြစ်သောကြောင့်မခင်မင်းနှင့်နီးစပ်အောင်တမင်ဖန်တီးလာခဲ့ကြသည့်အလုပ်ဖြစ်သည်ထို့ကြောင့်သူတို့မှန်းချေပေါက်သောအခါများစွာဝမ်းသာကြပြီးမခင်မင်းကိုရခင်ထထတိုးပြီးယူရအရေးပေးကဖူးဖူးမှုတ်ထားကြသည်မောင်ကျင်ဖေဤမိဘတွေကလည်းမောင်ကျင်ဖေပြောပြသောကြောင့်ချွေးမလောင်းကိုအကဲကကြည့်ရှုရန်ရေပြအိုင်ရွာသို့တားဖြစ်သူမော်တော်ကားဖြင့်လိုက်လာကမခင်မင်းတို့ထမင်းဆိုင်တဲခိုကမ်းမှာပင်ညအိမ်ညနေတဲခိုပြီးမခင်မင်းကိုတိတိကျကျကြည့်ရှုအကဲခတ်ကြသည်ထို့နောက်ညူစုသောဟန်မျိုးမပြမနစ်မြို့သောစကားမျိုးမပြောဘဲကြီးတပင်ပြောဆိုဆက်ဆံပြီးပြန်သွားကြသည်မောင်ကျင်ဖေမိဘတွေလိုက်လာသောအခါမောင်ကျင်ဖေ၏အခြေအနေကိုမိဘတွေကောင်းသာသိခွင့်ရလိုက်ကြသည်မောင်ကျင်ဖေမိဘတွေကတီကြီးအတန်းစားတဲ့ကဖြစ်ကြသည်မော်တော်ကားပိုင်နှစ်စင်းရှိသည်တာသမီဟူ၍မောင်ကျင်ဖေနှင့်အခြားတစ်ယောက်သာရှိသည်မော်တော်ကားနှစ်စင်းကိုသားတစ်ယောက်တစ်စင်းပေးထားသည်သူတို့ကိုယ်တိုင်သူတို့ပစ္စည်းဖြင့်သူတို့စားနိုင်သောကြောင့်မော်တော်ကားမှဝင်သည့်ဝင်ငွေကိုသားတွေကပြန်ပေးလင်ကစားစားသားပစ္စည်းရိတ်ထဲမှာမထဲပဲတက်ဆူဆောင်သားချောင်းသိရသည်မခင်မင်းဤမိဘတွေသည်မောင်ချင်းပင်နှင့်မခင်မင်းမြတ်တာရှိနေကြသည့်အတွက်ရေပြအိုင်ရွာမှာများစွာကုန်ယူနေကြသည်ကျုပ်တမတ်လောင်မိဘတွေကမော်တော်ကားပိုင်ရှင်တွေတထေးတွေဟူသောစကားမျိုးကိုမခင်မင်းမိဘတွေကမအောက်နိုင်မချုပ်သီးနိုင်အောင်ကြွားနေကြသည်ညီမလေးကိုရွှေပေါ်မြတ်တင်ယူရထားရကျိုးနှက်ပါတယ်ညီမလေးကလည်းတသက်တာစားရေးတောက်ရေးမှာမပင်မမှန်စားနိုင်မဲ့သူကိုမှရွေးတက်တယ်လေမခင်မင်းအမနှစ်ယောက်ကပြောကြသည်မခင်မင်းခဲအိုကထိုကိစ္စနဲ့ပတ်သက်ပြီးဘာမှပြောဆိုခြင်းမပြုချေပြောဆိုစရာလည်းမလိုချေအဘဲလျှောက်ဆိုသောမခင်မင်းခဲအိုသည်ဇနီးနှစ်ခင်မှတေဆိုတေရှင်ဆိုရှင်ကျိုးဆွဲရာကနေသည့်အယုတ်တယောက်မျှတာဖြစ်သည်ထို့ကြောင့်ရောက်ကမများနှင့်ဇနီးခင်မှပြောသည်များကိုဦးကောင်းမြိတ်ကထောက်ကန်ကခိုင်းသည်များကျိုးနုံနာကန်စွာလောက်ကင်နေသူသာဖြစ်သည်မခင်မင်းကမူခဲအိုကိုအယောလဲမဝင်ဘာဩဇာမှလည်းမပေးမယုံမသိမလေးစားလည်းမဟုတ်ပဲစီကန်းကြစွာနေထိုင်သည်ဤအမူအရာကိုခဲအုပ်စိတ်ထဲမှာကောင်မလေးနေထိုင်ပုံကရှုတင်းလိုက်တာငါ့ကိုအဖက်မတန်တယ်လို့ပဲတို့တော့မခင်မင်းအိမ်တော်ကြီးနဲ့ပတ်သက်၍ကဆိုခဲ့ပြီးသည့်အတိုင်းဘာမှမပြောပဲစိတ်နေရမည်ဝတ္တရားတိုင်းစိတ်ပင်နေလိုက်သည်ဤတို့နှစ်ပင်မောင်ကျင်ဖေနှင့်မခင်မင်းတို့သည်လူသိရှင်ကြားတင်းတဲ့လက်ထံနေထိုင်ကြတော့မည်ဟုသောဆုံးဖြတ်ချက်ကိုချလိုက်သည်မောင်ကျင်ပေကမခင်မင်းမိဘတွေကိုဖွင့်ဟခွင့်ပန်သောအခါမခင်မင်းမိဘတွေကလည်းကြီးဖြစ်ပင်မောင်ကျင်ဖေမိဘတွေလာရောက်တောင်းရန်ပြောဆိုရန်စီစဉ်လိုက်သည်စီစဉ်တဲ့အတိုင်းပဲမောင်ကျင်ဖေမိဘတွေကကြည်ပြူစွာပင်လိုက်လာကြသည်မင်္ဂလာကိစ္စပြောဆိုကြသောအခါမောင်ကျင်ဖေမိဘတွေကမင်္ဂလာပွဲအတွက်ကုန်ကျစရိတ်အလုံးကိုတာဝန်ယူပါမည်ရက်ရွာထုံးတန်းစင်လာရှိသည့်တိုင်တဘောကျသလိုသာစီမံပါဟုဆိုသည်ဤတစ်ချက်ချောမောသွားသည်မခင်မင်းမိဘတွေကနောက်တစ်ချက်ကိုပြောပြသည်
တတို့သမီးအတွက်ခန်းဝင်ပစ္စည်းမြည်မြတင်တောင်းနိုင်မှမည်လေထိုအခါမောင်ကျင်ဖေမိဘတွေကရွှေဆွဲစုတကုံရွှေလက်ကောက်3ရန်ကြောက်နီလက်စွပ်တကွင်းအုတ်တဖျားနှစ်ခတ်တရန်ရွှေကျဲသီးတစ်စုံတင်တောင်းပါမည်ဟုဖြစ်ကြသည်ဤအဖြစ်ကိုမခင်မင်းမိဘတွေကမကျင်နဲ့ချေသူတို့လိုချင်သည်ကမောင်ကျင်ပေလက်ရှိမောင်းနေသောမော်တော်ကားလည်းအပိုင်ပေးစီလိုသည်မောင်ကျင်ပြေလူဘဝနှင့်မော်တော်ကားမောင်းပြီးကုံကူးကုံတန်ရလာခဲ့သောငွေတွေကိုအတိအကျတွက်ပြီးတပြားမလျှော့အနံစီလိုသည်ဤသဘောပါသောစကားတွေပြောလာသောအခါမောင်ကျင်ပေမိဘတွေသည်မျက်နှာမကောင်းပဲဖြစ်ကုန်ကြသည်တာအကြီးကိုလက်ထပ်ပေးစဉ်ကလည်းဤတိုင်းပင်စီစဉ်လာခဲ့သည်ယခုသားငယ်ကိုလည်းဤတိုင်းပင်စီစဉ်သည်သားနှစ်ယောက်ကိုညီတူညီမျှဖြစ်စေခြင်းသည်အကြီးကိုမပေးခဲ့ပဲအငယ်ကိုမှပေးလိုက်ရင်တားကြီးနှင့်ချွေးမစိတ်မှာမျက်စရာဖြစ်သွားမည်ဒီမိဘနှစ်ယောက်သေးလင်တားနှစ်ယောက်ကလွဲပြီးဒီပစ္စည်းတွေကိုပေးရမည်သူမရှိကြောင်းလက်ထပ်ပြီးနောက်မှာမောင်ကျင်ဖေမောင်းနေသောမောင်တော်ကားကိုမောင်းမြေတိုင်းမောင်းပြီးရာတိငွေကိုတားကြီးတို့အားစီမံတယ်လို့တွက်ကြခွဲပေးမိဖြစ်ကြောင်းအကျိုးတင်အကြောင်းတင်ပြောပြသည်ကိုမခင်မင်းမိဘတွေနဲ့မခင်မင်းအမနှစ်ယောက်ကမကျင်တတ်တာချင်းငါတို့သမီးငါတို့ညမကိုဒင်းတို့သားကတိတ်ဆုံမှတ်နေတာပဲဒင်းတို့သားကမနေနိုင်မထိုင်နိုင်အောင်ဖြစ်လာရင်ဒင်းတို့လျှော့ကြမှာငါသဘောအတိုင်းဖြစ်စေရမယ်မခင်မင်းမိဘနဲ့အမနှစ်ယောက်စလုံးမှာတင်းတင်းမာမာရှိနေကြသည်ထို့ကြောင့်မောင်ကျင်ပေမိဘတွေပြောသောစကားကိုလက်မခံနိုင်အောင်ဖြစ်နေကြသောအခါမောင်ကျင်ပေကမခင်မင်းကိုပွတ်ပွတ်လင်းလင်းမေးသည်ခင်မိဘတွေစကားကိုနားထောင်မလားကိုချင်းကိုလက်ထပ်မလားမခင်မင်းသည်မိဘနှင့်မောင်နှမနှစ်ယောက်၏အလိုလောဘကြီးမှုကိုလုံးဝမနှိမ့်ချိုက်ပေစကားတီစိတ်ထားတည်တတ်သောမိန်းမဖြစ်သည့်အရှောက်လူသိရှင်ကြားဖြစ်နေပြီးမှဖြစ်လိုက်ရင်ကျမအတွက်တစ်သက်လုံးနာမည်ပြကြီးဖြစ်သွားမှာငွေမတ်တဲ့မိန်းမမျိုးကိုနာမည်အပြတ်မခံခြင်းဘူးကိုချင်းကိုလက်ထပ်ပါမယ်မခင်မင်းဤစကားကိုမောင်ကျင်ပေမိဘတွေကနှစ်ချိုက်ကြသည်မောင်ကျင်ပေကိုယ်တိုင်လည်းမခင်မင်းကိုဆွဲလန်းချစ်ခင်သည်ထို့ကြောင့်မခင်မင်းနှင့်မောင်ကျင်ပိုတို့လက်ထွက်ပေးသည်ပြီးမြောက်အောင်မြင်သွားသည်တို့သောမခင်မင်းမိဘတွေကမူကြီးကြီးသားသားမရှိကြကြမခင်မင်းသည်လက်ထပ်ပြီးသောအခါမိဘတွေနှင့်မခွဲပဲအတူပင်နေမြဲတိုင်းနေထိုင်သည်မောင်ကျင်ပေသည်လည်းလူမျိုးဘွားကစီးပွားရေးအလုပ်ကိုလက်လွတ်လိုက်သည်မိဘများအားပေးသည့်ရင်းနှီးငွေကိုမခင်မင်းလက်ထထည့်သောအခါမခင်မင်းကထိုငွေကိုမိဘတွေရောင်းဝယ်နေသည့်ဆိုင်ထဲမှထည့်ပြီးလုပ်ငန်းကိုတိုးချဲ့သည်တစီးပွားရဲ့လောက်ကင်နေကြသည်တို့ပါလျက်မခင်မင်းမိဘနှင့်အမနှစ်ယောက်ကသူတို့စိတ်တိုင်းကြမဖြစ်နေကောင်းလားဟုသောသဘောဖြင့်အချက်ရတိုင်းမောင်ကျင်ပေကိုအပြစ်ရှာပြောကြသည်မခင်မင်းသည်သူချစ်ကိုချစ်ဖြစ်သောမောင်ကျင်ပေနှင့်လက်ထပ်လိုက်ရတော့လဲစိတ်မချမ်းသာရှာခြင်းမောင်ကျင်ပေသည်လည်းထိုနည်းတိုင်းပင်ဖြစ်သည်မခင်မင်းကသူ့မိဘတွေနှင့်အမတွေကိုတန်ရုံးစင်ကြီးလုံးရဲ့မခွဲနိုင်သောကြောင့်အတူနေသည်ကိုခွဲထွက်ရန်လည်းမပြောရဤသို့ဖြင့်နေထိုင်လာခဲ့ကြရမှာမခင်မင်းသည်လက်ထပ်ပြီးတလအကြာမှာကိုဝင်ရှိလာသည်အချိန်စီသောအခါချစ်စရာကောင်းသောဖြူဖြူပွေ့ပွေ့သားလေးကိုချောမောစာပွဲမွေးဖွားလိုက်သည်သားကလေးကိုမောင်ချင်ပင်ချစ်လိုက်သည်မှာခိုက်ခိုက်တုံနေတော်သည်မခင်မင်းမိဘတွေသည်လည်းမခင်မင်းမြင်သည်ကိုထိုက်တဲ့လောက်တော့ပြုစုသည်အလွန်မင်းယူယူရရမရှိလာခြင်းမျက်နှာမြင်ပြီး3ရက်တော်နေ့တွင်မိနေသည်များအဖို့ညားစွာအရေးကြီးသည်ထိုနေ့သည်တွေးသစ်လောင်သောနေ့ဖြစ်သောကြောင့်မိနေသည်ကိုမထိတ်လန့်ရအောင်အထူးဂရုစိုက်ရသည်ဤအချက်တွေကိုမခင်မင်းမိဘနှင့်မခင်မင်းအမနှစ်ယောက်သည်မတိမဟုတ်သိကြသည်မခင်မင်းအနားမှာချစ်လှစွာသောတငယ်ချင်းဖြစ်သူမနှင်းဖြူကအထူးဂရုစိုက်ပြီးစောင့်နေသည်တငယ်ချင်းမခင်မင်း၏စိတ်ချမ်းသာမှုကိုခေစစ်တင်ချတိချားပြီးဖြစ်သောမနှင်းဖြူသည်တငယ်ချင်းကိုတနာကျင်နာသောအားပေးစကားပြောနေသည်မခင်မင်းလည်းအနားမှာချစ်သောတငယ်ချင်းရှိသောကြောင့်စိတ်ပြေလက်ပြောက်ဖြစ်ကာတူတူတက်တာစကားလက်ဆောင်ကြနေစဉ်မှာမိနေကန်အပြင်ဖက်မှဆူဆူညံ့ညံ့စကားများကြရန်ပြစ်ကြသောအတန်တွေကြားလိုက်ကြရသည်တငယ်ချင်းကြောင့်နားဆုံသောအခါမောင်ကျင်ပေတယောက်တည်းကတစ်ဖက်မခင်မင်းအမညောင်းနှင့်ခဲအိုကတစ်ဖက်ရန်ဖြစ်နေကြောင်းသိရသည်ဘာကားစပြီးဘလို့ဖြစ်ကြသည်ကိုမူသူတို့နှစ်ယောက်မသိနိုင်ကြကြမခင်မင်းအမနှစ်ယောက်နဲ့ခဲအိုကမတန်တဆအခွန်ပေါင်းများစွာပြောမှမောင်ကျင်ပေကတခုံးနှခုံးမြသာပြန်ပြောသူကိုမနှင်းဖြူတတိထားလိုက်မိသည်ဒုက္ခပါပဲမိနေတဲ့ကောင်မအာမနာမညာကြပါလားမနှင်းဖြူစိတ်ထဲကတွေးလိုက်သည်သူတို့ပြောဆိုနေကြသည့်စကားတွေကိုကြားရခြင်းဖြစ်လက်ကောင်းမခင်မင်းတို့လက်ထက်ရသည့်အခြေအနေကိုအမှန်တိုင်းသိကြရခြင်းဖြစ်လက်ကောင်းယခုရန်ဖြစ်နေကြသောအကြောင်းသည်မိသည့်နေနဲ့မှမောင်ကျင်ဖေမလွန်ကြောင်းမောင်ကျင်ဖေအနေဖြင့်အလွန်မင်းမခံနိုင်မရက်နိုင်ဖြစ်သောကြောင့်သာယခုလိုဖြစ်ရကြောင်းကိုမနှင်းဖြူကတွေးမိသည်မခင်မင်းမိဘတွေရှိသည်မရှိသည်ကိုမူမနှင်းဖြူကမသိခြင်းအမနှစ်ယောက်ခဲအိုကကျန်းသားနစ်နာစွာဆဲကြပြောဆိုကြသောအခါမောင်ကျင်ပေကကျွန်တော်မရထောက်နေလို့သာဒီလောက်တောင်ငုတ်ခံခဲ့ရနော်ထ
ကျွန်တော်လည်းစိတ်နဲ့လူပဲမခံနိုင်လို့ဖြစ်ကုန်ကြရင်တော့မကောင်းဘူးစကားကိုပြောပြီးမခင်မင်းရှိရာမိနေကန်တွေကိုဝင်လာသည်ထို့တို့ဝင်လာတော့မောင်ကျင်ဖေမျက်နာသည်တကယ်ပင်စိတ်မဆိုးပဲတီးကန်စိတ်ကြောက်ပင်လားမရဖြစ်သူစိတ်မကောင်းဖြစ်မိဆိုတော့ကြောင့်ဟန်ဆောင်ပြုတ်ပြင်ထားတော့မျက်နာလားတော့မနှင်းဖြူမသိမောင်ကျင်ဖေမျက်နာသည်ကြီးကြီးလင်းလင်းဖြစ်သည်ခင်နေကောင်းနေနော်မရဖြစ်သူကိုဂရုစိုက်မေးလိုက်သည့်အခိုက်ဝဲဒင်းကလူဘာဝလို့မခံနိုင်ရင်ဘာလုပ်ချင်လဲအတန်နဲ့အတူမခင်မင်းအမကြီးကဝရင်တုတ်ကိုကန်လျက်လာကောင်းသူ့ယောက်ျားကလက်ခုပ်ဓာကြီးကိုကန်လျက်လာကောင်းမိနေကန်အဝမှာဘွားကနေပေါ်လာသည်မောင်ကျင်ပေကထိုင်နေရမှဖြတ်ခနဲထားလိုက်သည်သူကိုကာကွယ်ခုခံရန်လားထွက်ပြေးရန်လားဆိုသည်ကိုမနှင်းဖြူမသိလိုက်နိုင်တော့လဲအောင်မယ်မင်းကငါ့ကိုခံလုံးမယ်ပေါ့လေကဲကွာခဲအိုကြီးအတန်နဲ့အတူမျက်ခုပ်ဓာကြီးကိုခုံမိဟန်ပြင်တအားမြောက်လိုက်တော့အခါမောင်ကျင်ပေသည်ခုခံခြင်းရံမှုခြင်းမပြုတ်ပဲဓာကြီးကိုလွတ်အောင်ရှာပြီးဓာကြီးကိုလွတ်အောင်ရှောင်းပြီးခင်ဗျားတို့လူစိတ်လည်းရှိကြပါပြောဆိုမိနေကန်းနေပြင်တို့ထွက်ပြေးသွားသည်လူဘာဝတဲ့အကောင်ကြည်စံတို့ကိုခွေးလို့ပြောသွားတာအတူတူပဲလိုက်စံချစံမခင်မင်းအမကြီးဤစကားကြောင့်မရဩဇာကိုလိုက်နာကခဲအိုကြီးသည်ဓာကြီးကိုကန်ကမောင်ကျင်ပေနောက်မှထက်ချက်မကွာလိုက်သွားသည်ဖြစ်ပုံတွေကိုမခင်မင်းသည်မျက်လုံးအပြူတာဖြင့်ကြောင်တောင်ကြီးကြည့်နေရမှအောင်မလေးဆွဲကြပါအောင်သေတော့မှာပဲဆူဆူညံ့ညံ့အတန်တွေကြားလိုက်ရတော့အခါကိုကျင်လွတ်ရဲ့လားသိပြီထင်တယ်စကားကိုလေးတန်မြပြင်ပြောတော့ထိုင်နေရမှခွေလဲပြီးတတိလက်သွားရှာသည်မိနေတဲ့ကတွေးတက်နေရှာပြီးဖြစ်သည်တတိနားလဲသူတွေကဝမ်းဝင်ပြုစုရတတိလာတော့အခါမခင်မင်းသည်နှစ်ချိုက်အော်ရလိုက်သည်မယားနှစ်သားကိုတွေ့တာလုံးတော့မောင်ကျင်ပေသည်အသက်ခံရလို့တင်ရင်လဲသေးပါစေတော့ဟူသည်စိတ်ဖြင့်ဓားကိုလွတ်အောင်ရှောင်ပြေးနေရမှမခင်မင်းရှိရာသို့ပြန်လာသည်ဘေးပတ်ဝန်းကျင်လူတွေသည်လက်ညှိုးထိုးခဲ့ရခြင်းစုံမခြင်းများကိုအားရပါရခံလိုက်ရပြီဖြစ်သောမခင်မင်းအမများ၏ခဲအိုကြီးသည်ငြိမ်သွားကြသည်မောင်ကျင်ပေကိုဘာမှမလုပ်ကြခြင်းဟပပအော်ရဲရဲမောနေသောဇနီးကိုယူရကျင်နာစွာပိုက်ပွေပြီးခင်နေကောင်းနေနော်မောင်ကျင်ဖေမေးလိုက်တော့အခါရဲမောနေသောမခင်မေသည်မောင်ကျင်ဖေမျက်နာကိုစူးစိုက်ကြည့်လိုက်သည်ဟဲ့ညင်ဘာကောင်းလဲလူလားဝိုင်းဝန်းကြည့်နေသောလူတွေအားလုံးမခင်မေငကိုစိတ်နေစိတ်သားမဟုတ်တော့ကြောင်းကောင်းစွာသိလိုက်ကြပြီဖြစ်သည်အားလုံးသိလိုက်ကြသည့်တိုင်မခင်မင်းကငကိုစိတ်မဟုတ်တော့ကြီးတငယ်ချင်းတတိထားပါကွယ်မနှင်းဖြူကကျင်နာစွာပြောလိုက်သောအခါမခင်မင်းသည်မူမမှန်သောမျက်လုံးများဖြင့်ဟိုဒီကြည့်လိုက်သည်အယောင်စင်ကင်းမဲ့နေသည့်ပြူးကြောင်သောမျက်လုံးကြီးများဖြင့်မောင်ကျင်ပေကိုတစ်ချက်လဲကြည့်ကာမောင်ကျင်ပေလက်ထဲမှယုံထွက်လိုက်သည်မောင်ကျင်ပေကချုပ်ကင်မထားဘဲအလိုက်တင်လှုပ်ပေးလိုက်သည်မခင်မင်းသည်လင်ကိုလည်းမသိတော့တားလေးကိုလည်းမသိတော့မိသူမြကိုပဲမသိတော့ချေနင်တို့အားလုံးလူတွေလားလူတွေဆိုရင်ငါနားမလာကြနဲ့ငါကလူမဟုတ်တော့ဘူးနော်ငါကသိပြီးသားမตาလောင်းကြီးတင်းချိုင်းကိုရောက်ပြီးမှတစ်ခေါက်ပြန်လာတာတွေးနုနေသောမိနေတဲ့သည်တွေးတစ်လောင်းသောနေ့မှာထိတ်လန့်စိုးရိမ်စရာစိတ်ထိခိုက်စရာကိုမျက်စိရှိမှမြင်လိုက်ရသည်စိတ်မချမ်းသာရင်အခန့်ရှိရာစိတ်ထိခိုက်စရာတွေ့လိုက်ရသောကြောင့်တွေးတက်သွားခဲ့သည်တတိပြန်ရလာပါတော့လေအတိညာမှတ်ဉဏ်ချုပ်ရင်းကအုံနောက်ပြတ်သွားရှာလေပြီပြောသည့်စကားတွေကိုလည်းကြက်သိမ်းထစရာဖြစ်သည်မခင်မင်းအမများနှင့်မိဘတွေကဝိုင်းဝန်းအပြစ်တင်နေသောစကားကိုဦးကောင်းကုန်းခံကမျက်ရည်ကိုသာတွင်တုံနေကြသည်လူတွေနားမှာစိတ်ဆင်းရဲတယ်မตาလောင်းကြီးအဖြစ်နဲ့နေရတာကောင်းတယ်မตาလောင်းဖြစ်နဲ့ငါပြန်သွားရမယ်နော်ငါအလောင်းကြီးကိုကုန်းလောင်းလေးမှာမြုပ်ငါကိုပေါ်မှာပန်းပင်ကြီးလေးပင်စိုက်ငါတယောက်တည်းနေရတာပြေးလာရင်ဟောဒီကောင်လေးကိုပါခေါ့မယ်မခင်မင်းကပြောဆိုဖြင့်သူ့သားလေးကိုတိတ်ထားသည့်နေရာကိုသွားမိဟန်ပြင်တော့ကမောင်ကျင်ပေကြီးသားလေးကိုတိတ်ထားသည့်စကောကိုလင်းမြန်စွာကောက်ယူ၍မတက်ရက်လိုက်သည်ညင်တို့လူတွေဘလို့တိတ်ထားပေမဲ့ငါကလူမမဟုတ်တော့ပဲငါယူခြင်းအလွယ်လေးပါမခင်မင်းရေတန်းကြီးစိတ်ချောက်ချပွဲကောင်းလာသည်ဖုံးတော်ကြီးပိတ်ပြီးပရိတ်ရွံ့ပြောကဆရာခေါ်မြို့ပေါ်ကစေုံကိုပို့ရင်မကောင်းလားတွေ့စီကောင်းကောင်းတိုက်ကြည့်ကြပါဦးတီတိုစကားတန်တွေကတယောက်တစ်မျိုးပြောနေကြသည်တို့တော့သူတို့ဘာကိုမှလှုပ်ချိန်မရလိုက်တော့ပါငါသွားတော့မယ်မခင်မင်းသည်ပြောဆိုပြလဲအိတ်လိုက်သည်မျက်လုံးကိုမေးကအသက်ကိုခဲရင်းစွာရှိုက်ပြီးတစ်ချက်ချင်းရှူနေသည်ပေါင်ကျင်ပေသည်တားနီတာရဲလေးကိုပွေထားလျက်မြင်နိုင်လောက်သည့်နေရာကရပ်ပြီးခင်အနားကိုတိတ်မကက်ရဲသူ့အမိဖြစ်ကြောက်ရမဟုတ်သူ့သားလေးကိုတခုခုလှုပ်လိုက်မှစိုးရင်တော့ကြောက်ဖြစ်သည်ကြည်ကွဲစိုးနှစ်စွာခေါ်လိုက်သောမောင်ကျင်ပေတန်ကြောင့်မျက်လုံးကိုမေးကထားကမခင်မေသည်မျက်လုံးကိုပွင့်ပြီးအတန်လာရာကိုကြည့်လိုက်သည်ထို့နောက်ခက်ခဲအာယူကပြောသောအတန်ဖြင့်ကိုချင်းစောကပြောနေသောအတန်က
6ပွဲကောင်းသလောက်ယခုထွက်လာသောအတန်ကမောဟိုက်တုံကြီးသောလေတံမြတာဖြစ်သည်ထိုအခါမောင်ကျင်ပေသည်တားငယ်ကိုပွေလျက်ချစ်လာစွာသောဇရီနာမှထိုင်လိုက်သည်ခင်ညီသားရဲ့လားမောင်ကျင်ပေကတူတူတက်တာမေးသည်ခင်မျက်လုံးနဲ့မမြင်ရတော့ကိုချင်းခင်သွားတော့မယ်မခင်မင်းသည်အတန်ထွက်ယုံသည်ဆိုယုံမြတာပြောသည်ထို့နောက်မခင်မင်းကိုသည်တစ်ချက်မြခပ်ပြင်းပြင်းတုံသွားပြီးနောက်ပါဇက်လေးကိုမပွင့်တပွင့်ဟာကစုံစုံငိမ့်တက်သွားရှာတော့သည်မောင်ကျင်ဘေးဤပူဆွေးကြေကွဲမှုကမြင်နိုင်သူမျက်ရည်မစဲနိုင်အောင်ဖြစ်ရသည်မခင်မင်းမိဘနှင့်အမများခဲအိုများကသူတို့အပြစ်ကြောင့်ဦးကောင်းပင်မဖော်ဝင့်အောင်ဖြစ်နေကြသည်မခင်မင်းရုပ်ကလပ်ကိုသုံးရက်ထားမိဖြစ်သည်မောင်ကျင်ဘေးသည်သူချစ်လာသောဇနီးလောင်းကိုစိတ်တိုင်းကြစွာလှပစွာပြင်ထားသည်တားငယ်ကိုအာသူဝဖြစ်သောအိမ်မှာမထားဘဲမနှင်းဖြူကသူ့အိမ်ကိုယူသွားသည်ရွာထဲမှကလေးငယ်ရှိသည့်သားသည်မိကိုအိမ်ခေါ်ထားပြီးအကူညီတောင်းသောအခါမခင်မင်းဖြစ်ပုံကိုတနာကြတော့ကြောင့်တားငယ်ဖို့နှုတ်ရည်မရှားချေမောင်ကျင်ပေချီဇနီးရုပ်ကလပ်ပြင်ထားရစင်းဒီမှာလဲလျောင်းကရှေးဟောင်းနှောင်းပြအကြောင်းတွေကိုတွေးပြီးဆွေးနေရမှတစ်ချက်မြမိကနေဖြစ်သွားသည်အိပ်ပျော်နေသောမောင်ကျင်ပေအာယုံတွင်ကအိပ်ပျော်နေသောမောင်ကျင်ပေအာယုံတွင်ကကျေဆုံးရှာသူချစ်ဇနီးကိုတွေ့နေရသည်မခင်မင်းသည်ပြည့်ပြည့်ပြိုပြိုလှလှပပပင်ဖြစ်သည်သို့တော်မောင်ကျင်ပူကမူပူပူကက်ကက်ယူရလိုသောအမူအရာမျိုးမရှိချေမခင်မင်း၏အမူအရာကမောင်နှမလိုမိတ်ဆွေလိုဖြစ်နေသည်ခင်ဘာမှမဖြစ်ဘူးနော်ကိုကျင်ဝမ်းသာလိုက်တာခင်ရဲ့မောင်ကျင်ပေဝမ်းသာအားရပြောပြီးချစ်စနီးနားကိုကတ်လိုက်သည်မခင်မင်းကမရေမပြုံးတီတီသောဟန်မူရာဖြင့်မောင်ကျင်ပေကိုဝေးအောင်ရှောင်နေလိုက်ပြီးခင်နေတဲ့နေရာကညီငွေ့စရာကောင်းလာပါတယ်နေရတာမပြောတဲ့အထက်သားလေးအတွက်စိတ်မချနိုင်ပြန်ဒါကြောင့်ခင်သားလေးကိုခင်ခေါ်သွားတော့မယ်ဆိုတာလာပြောတာမခင်မင်းကပီပီတတပင်ပြောသည်ချစ်စနီးဤစိန်ကဟန်ကြောင့်စိတ်မကောင်းဖြစ်နေတော့မောင်ကျင်ပေသည်မခင်မင်းစကားကိုကြားရတော့အခါထိတ်လန့်စိုးရိမ်သွားပြန်မခေါ်ပါနဲ့ခင်ရဲ့တားလေးကိုမခေါ်ပါနဲ့တောင်းပန်သောအတန်ကိုနှုတ်မှထွက်သွားသည်ဟဲ့မောင်ကျင်ပေအိပ်ပျော်နေရောက်နေတာလားအတူပါဆောက်တူ၏အတန်ကြောင့်မောင်ကျင်ပေချိန်နိုးလာသည်ကြပြားကလေးထထိုင်ခါစင်ပေါ်မှာပြင်ထားသောဇနီးတဲ့ရုပ်ကလပ်ကိုကြည့်လိုက်သည်သူစိတ်တိုင်းချပြင်ထားခဲ့သည့်အတိုင်းနေရာမပြတ်ပင်တွေ့ရသောအခါသူအိမ်မက်မက်နေကြောင်းတတိယလိုက်သည်သူသားလေးကိုခေါ်သွားမိဟုသောမခင်မင်းအတန်ကိုနားထဲမှမထွက်နိုင်ပဲထက်တလဲလဲကြားရောင်ကသားလေးတွက်များစွာစိုးရိမ်ပူပန်လာသည်သားလေးများတည်သွားမှဖြစ်မောင်ကျင်တွေးရင်နေမတိထိုင်မသာဖြစ်နေသည်သွားရောက်မေးမြန်းရမိကလည်းအချိန်မဟုတ်တော့သည့်အပြင်မနှင်းဖြူကအပြိုသူကပူပူနွေးနွေးမုတ်ဆိုးဖို့လူတွေပါဆက်တီရုံသား၍မရမောင်ကျင်ပေးသည်မအိတ်နိုင်တော့ပဲထားလိုက်ထိုင်လိုက်နဲ့သားလေးကိုမခေါ်ပါနဲ့ခင်ရဲ့ဟုတွတ်ပြောလိုက်ဖြစ်မိုးစင်စင်လင်းလာသည်မိုးလင်းသည်နဲ့တပြိုင်နက်သားလေးကိုပြေးကြည့်လိုက်သည်ထိုအချိန်ထိသားလေးကဘာမှမဖြစ်သေးချေမခင်မင်းကိုမြုပ်နှံမိနှင့်မနှက်ခင်းနေကွာသားလေးသည်အတန်ကုန်ဟစ်အော်ငိုကြွေးရင်းတက်သွားရမှပြန်မလဲလာတော့ချေသူ့အမေနောက်ကိုလိုက်သွားရှာလေသည်ခင်ရဲ့ဒါတယောက်တည်းတော့မခေါ်ပါနဲ့လင်ကိုပါခေါ်ပါတော့လားမောင်ကျင်ဖေးကြီးအသေးနှလုံးမှထွက်လာတော့တန်ကလူတိုင်းနားထဲမှာမမေ့နိုင်အောင်ဖြစ်သွားသည်တငယ်ချင်းစနီးမောင်နဲ့ချမ်းကိုပြောရင်မြင်အောင်ကြားအောင်မိလာရဲ့ကွယ်အော်ဘယ်ဘဝများရောက်သွားချပါလေဒေါ်နှင်းဖြူကပျော်ရင်လွမ်းလာဟန်ဖြင့်သူ့တက်မြေရှိရာဘက်ကိုမျှော်ကြည့်လိုက်သည်ဒေါက်ခင်မင်းတို့သားမိကိုတူတူတပြိုင်နဲ့ကြိုလိုက်တာပေါ့အမေအေးပေါ့တပြိုင်နဲ့မြုပ်ပြီးမောင်ကျင်ပေကသူ့မိမစိတ်ကြောက်ခဲ့နဲ့ပြောသွားတာကိုလေးမြတ်ထားပြီးသားမိနဲ့ဦးရဲ့မြေပုံပေါ်မှာဂန်းကော်ပင်လေးပင်စိုက်ထားခဲ့ပြီးဒီရွာကိုအပီးဆွန်သွားတာပေါ့လေလူဆိုင်စင်ကပင်ပေါက်လေးတွေပဲဂန်းကော်ပင်နှစ်သွေးကောင်းရင်တငယ်ချင်းနေပူမှာဆိုလို့အမေကရင်မပြက်လောင်ပေးထားခဲ့တော့ကြီးပွားရှင်တန်မိခုတော့နှစ်ချွတ်ပင်ကြီးတွေဖြစ်ကုန်ပြီလေဒေါ်နေပြစကားကစက်မေးစရာမကြမ်းတော့ချင်းတို့ကြောင့်မခင်ရွှေကမမေးတော့ပဲတွေးနေလိုက်သည်မခင်မင်းဆိုတာမသိခင်တတိယလိုက်တဲ့ခိုင်လေးမှာပြောသွားတဲ့စကားတွေကကြောက်စရာတွေပဲတကယ်ပဲသူကိုတိလို့ပြောသွားတာလားစိတ်မမှန်ပဲဖြစ်သွားလို့ပြောသွားတာလားဒါပေမဲ့အသက်ကုန်ပဲဆက်ဆဲလေးမှာတော့သူတတိယလိုက်တာပဲသူသားလေးကိုခေါ်သွားမယ်ဆိုတာတော့မှန်လိုက်တာမခင်ရွှေတွေးနေစင်မှာပဲဒေါ်နှင်းဖြူကပြောလိုက်သည်ဆရာမလေးရဲ့မခင်ရွှေဟာမောင်တင်ဖေရဲ့ငယ်ချမ်းစွေချစ်ဦးဇနီးငါရဲ့ငယ်ချမ်းစွေငယ်တငယ်ချင်းမိတ်ဆွေမောင်တင်ဖေအနေနဲ့သူ့ငယ်ချမ်းစွေဇနီးဖြစ်ပုံကိုတရားချပြီးဝိကြောင်ကိုပယ်လိုက်တယ်ငါလည်းတရားချပြီးအိမ်တော်ကြီးဒုက္ခကိုဆက်ဆုပ်တာနဲ့အခုတက်ရွယ်ထီပြိုကြီးပွားနဲ့နေလာခဲ့တယ်တငယ်ချင်းသားမိကိုမမေးပဲအမြဲအမျှဝေခဲ့တယ်မခင်မင်းတို့သားမိကောင်းရာဒုက္ခရောက်ပါစေ
လိုက်လိုက်လဲလဲပြောလိုက်တော့ဒေါ်နှင်းဖြူတန်ချောင်းမခင်ရွှေသည်သူမမြင်ဘူးလိုက်တော့မခင်မင်းတို့၏သားမိကိုမြင်ရောင်စွာလွမ်းဆွတ်လိုက်မိသည်ရေပြာအိမ်မှလွမ်းရစ်သူဖြစ်ပါရခင်ဗျာဇလန်းလေးကိုနားထောင်ပေးတဲ့တဦးတယောက်စင်စီတိုင်းကိုကျမ်းမာချမ်းသာပါစေလို့ဒီကနေပဲထူထောင်ပေးပါရအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ